အားလုံးပဲမင်္ဂလာပါ Talking Football ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့မြန်မာဘောလုံးလောကတွေကိုဝင်ရောက်လာပြီးဖြစ်တဲ့ရွှေမန်းသူတွေရဲ့အကြောင်းနဲ့နောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းတွေအကြောင်းကိုပြောပြပေးခြင်းပါတယ်ကျွန်တော်တို့ Talking Football မြန်မာကနေနောက်ဆုံးရရှိထားတဲ့မြန်မာဘောလုံးသတင်းအကြောင်းအရာတွေကို TikTok နဲ့ YouTube ကနေတင်ဆက်ပေးနေလဲရှိပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့အကြောင်းအရာကတော့ရန်ကုန် United အသင်းကိုပြောင်းရွှေ့သွားခဲ့တဲ့ဟင်းဖြိုးဝင်းရဲ့အကြောင်းပဲဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီကရှမ်း United အသင်းမှာရောထိုင်းလီကလပ်ခရိုအသင်းမှာပါပါဝင်ကစားခဲ့တဲ့ဟင်းဖြိုးဝင်းကတော့လာမယ့်2026-2029ဘောလုံးရာသီမှာတော့ရန်ကုန် United အသင်းကိုပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်ဟင်းဖြိုးဝင်းဟာရှမ်း United အသင်းရဲ့ငယ်မွေးချန်ပေါက်ကစားသမားတအုပ်ဖြစ်ပြီးတော့ရှမ်း United အသင်းမှာလည်းအကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့သူတယောက်ဖြစ်တဲ့အပြင်ရှမ်း United အသင်းနဲ့လည်းအောင်မြင်မှုတွေများစွာရှာဖွေနိုင်ခဲ့တဲ့ကစားသမားတအုပ်ဖြစ်ပါတယ်ဒါပြင်ဟင်းဖြိုးဝင်းဟာထိုင်းလီကလပ်အသင်းနဲ့ဖြစ်တဲ့ရချာဘူရီအသင်းခိုရာအသင်းတွေမှာလည်းတွားရောက်ကစားခဲ့တဲ့ကစားသမားတအုပ်လည်းဖြစ်ပါတယ်ဟင်ပြောဝင်ဟာပြီးခဲ့တဲ့ဘောလုံးရာသီကမြန်မာ National League ပထမကျော်ပွဲစဉ်တွေကိုရှမ်း United အသင်းမှာပါဝင်ကစားခဲ့ပေမဲ့ဒုတိယကျော်ပွဲစဉ်တွေမှာတော့ထိုင်းလီဝန်ကလပ်ခရိုအသင်းကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ရာသီပြီးဆုံးချိန်မှာတော့ခရိုအသင်းနဲ့ဟင်ဖြိုဝင်းတို့ကလမ်းခွဲသွားခဲ့တာကြောင့်လာမယ့်2026-2029ဘောလုံးရာသီအတွက်ဟင်ဖြိုဝင်းအနေနဲ့ရန်ကုန် United အသင်းကိုပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။နောက်ထပ်ပြောပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့ဇွန်လတွင်းမှာကျင်းပသွားမယ့်2026 AR Band Tri Nation Cup ပြိုင်ပွဲအတွက်မေလာကုံပိုင်းကနေစတင်ပြီးလက်မှတ်တွေစတင်ရောင်းချပေးသွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။လာမယ့်ဇွန်လ3ရက်နေ့ကနေ9ရက်နေ့ထိရန်ကုန်မြို့မှာအေရှိဖြစ်လက်ခံကျင်းပသွားမယ်2026 AR Band Tri Nation Cup ပြိုင်ပွဲကိုမြန်မာဘောလုံးချစ်ပရိသတ်တွေလာရောက်ကြည့်ရှုနိုင်ဖို့အတွက်မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကတော့မေလ31ရက်နေ့ကနေဇွန်လ3ရက်နေ့ထိမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်မှာလက်မှတ်တွေကိုရောင်းချပေးသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရဲ့ထုတ်ပြန်ကြေညာချက်တွေကသိရှိရပါတယ်။ကွင်းဝင်ကြီးတွေကိုတော့ရိုးတန်း2000အထူးတန်း9000ပြတ်သတ်မှတ်ထားပြီးတော့online ticket ဝယ်ယူလိုတဲ့မြန်မာဘောလုံးချစ်ပရိသတ်တွေအနေနဲ့ကလည်း AR ဘေးကနေတဆင့်ဝယ်ယူနိုင်တယ်လို့သိရှိရပါတယ်။နောက်ဆုံးအနေနဲ့ပြောပြပေးချင်တာကတော့မြန်မာဘောလုံးလောကတွေကိုဝင်ရောက်လာခဲ့ပြီးဖြစ်တဲ့ရွှေမန်းသူတွေရဲ့အကြောင်းပဲဖြစ်ပါတယ်။လာမယ့်2026-2029မြန်မာမြို့သမီးလိပြိုင်ပွဲကိုတော့မန္တလေးမြို့အခြေစိုက်ဘောလုံးအသင်းတသင်းဖြစ်တဲ့ရတနာဘုံမြို့သမီးအသင်းကဝင်ရောက်ရှင်ပြိုင်သွားမှာဖြစ်တယ်လို့ရတနာဘုံအသင်းရဲ့ထုတ်ပြန်ကြေညာချက်တွေကသိရှိရပါတယ်။2026-2029မြန်မာမြို့သမီးလိပြိုင်ပွဲတွေကိုရတနာဘုံမြို့သမီးအသင်းကဝင်ရောက်ရှင်ပြိုင်ဖို့အတွက်လက်ရှိချိန်မှာအသင်းကိုဖွဲ့စည်းသွားပြီးဖြစ်ပြီး2026-2029မြန်မာမျိုးသမီးလိပြိုင်ပွဲတွေကိုရတနာဘုံမျိုးသမီးအသင်းကဝင်ရောက်ရှင်ပြိုင်ဖို့အတွက်လက်ရှိချိန်မှာအသင်းကိုဖွဲ့စည်းပြီးသွားပြီဖြစ်တယ်လို့သိရှိရပြီးအသင်းမှာဘယ်လိုကစားသမားတွေပါဝင်လဲဆိုတာကိုသိရဖို့အတွက်အသင်းဘက်ကနေမချာမီကာလာတွင်မှာထုတ်ပြန်သွားမယ်လို့ရတနာဘုံအသင်းရဲ့ထုတ်ပြန်ကြေညာချက်တွေကသိရှိရပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့မြန်မာမျိုးသမီးဘောလုံးလောကတွေကိုဝင်ရောက်လာခဲ့တဲ့ရှင်မန်းသူတွေအကြောင်းနဲ့နောက်ဆုံးရမြန်မာဘောလုံးသတင်းတွေအကြောင်းကိုစူးစီးတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်